ခေမဖြစ်သူကအခွင့်ကောင်းယူပြီးမင်္ဂလိရဲ့ခြေတော်ကိုဆွဲ88လွာကနေပြုတ်ကျတည်ဆုံးအောင်ပဒင်းပေါက်ကနေတန်းပြီးဖြစ်ချလိုက်ပါတော့တယ်မင်္ဂလိကတော်တော်လေးကန်ကောင်းသွားပြီးပဒင်းပေါက်အစွန်းကိုအချိန်မီလှမ်းဖမ်းလိုက်နိုင်တာပေါ့အဲ့ဒါကြောင့်ခေမဖြစ်သူကဓပုံပေါင်တစ်ခုကိုကောက်ယူပြီးသူ့ကိုထပ်ပြီးရိုက်နှက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအကိုဖြစ်သူနဲ့အမေဖြစ်သူကမွေးနေ့ကိတ်နဲ့အတူရောက်လာကြပါတော့တယ်သူတို့ကိုမြင်တော့ခေမကထိတ်လန့်သားပြီးလိုက်ကာလေးကိုအမြန်ပိတ်ကဘာမှမဖြစ်သလိုဟန်ဆောင်ပြီးကိတ်မုံရှိမှတီတီငင်းငင်းရပြီးဘာမှမဖြစ်သလိုဆူထောင်းနေတာပေါ့အဲ့ဒီအချိန်မှာပဲမင်္ဂလိကလည်းကြာကြာမတွဲထားနိုင်တော့ပဲ88လွာကနေတန်းပြီးပြုတ်ကျသွားကသွေးအိမ်ထဲမှာလဲကျနေပါတော့တယ်အရာအလုံးပြီးဆုံးပြီလို့မင်္ဂလိကယူဆနေတဲ့အချိန်မှာပဲရုတ်တရက်မိုးကြိုးပစ်ချလိုက်တဲ့နဲ့သူမဖြင့်အသက်ရှင်လာပါတော့တယ်သူမမျက်လုံးဖွင့်လိုက်တဲ့အခါတေးဆုံးမဲ့နေမတိုင်ပြီး9ရက်အလိုကိုပြန်ရောက်နေတာကိုသဘောပေါက်သွားပါတော့တယ်ဒီလိုဖြစ်နေတာကိုမင်္ဂလိကနားမလဲခင်မှာပဲသူမရဲ့ရုပ်ခမာတွေကရောက်လာပြီးလောင်ပြောင်ပြောဆိုကြပါတော့တယ်ရုပ်ခမာအဖြစ်သူကသူမကိုအတုံးမကြဘူးလို့ပြောပြီးခဲမလောက်အစွမ်းအစနည်းနည်းလေးရှိရင်တော့ဒီလိုအခြေအနေမျိုးရောက်မှာမဟုတ်ဘူးလို့ပြောပါတော့တယ်။ဒီတစ်ခါတော့မင်္ဂလိကငြိမ်းမနေတော့ပဲအားလုံးနဲ့ပတ်သက်တဲ့ဆက်ဆံရေးတွေကိုတက်ရိုက်ဖျက်တောက်ပြလိုက်ပါတော့တယ်။တကယ်တော့သူမရဲ့အတိတ်ဘဝတုန်းကသူမတူဦးတဲ့ကပဲအစွမ်းအထက်ဆုံးချစ်ပြားကိုတီထွင်ခဲ့တာဖြစ်ပြီးတင်ညာတဲ့နဲ့ကဘာတဝင်းမှာနာမည်ကြီးခဲ့တာပေါ့။စူပေးပွေးနီးမှာတော့သူမရဲ့ခဲမကအကျွေးတင်ယူသွားပြီးသူ့ကိုတပ်ပစ်ခဲ့တာပါ။ဒါကြောင့်ဒီတစ်ခါတော့မင်္ဂလိကဆုံးဖြတ်လိုက်ကသူမရဲ့လွတ်ဖော်ခွင့်ဖက်ဟောင်းနေနဲ့လက်တွဲပြီးသူတေသနာအသစ်တွေလှုပ်ဆောင်မယ်တကယ်အစွမ်းစားဆိုတာဘာလဲဆိုတာကိုလူတိုင်းကိုပြသမယ်လို့ပေါ့အဲ့ဒီအချိန်မှာပဲတစ်ဖက်မှာတော့အတွေ့အကြုံမရှိတဲ့အတွေ့အကြုံခဲမရဲ့စမ်းသပ်မှုကမအောင်မြင်ပဲတက်ခွဲခံပေါက်ကွဲမှုဖြစ်ပွားပြီးလူအများအပြားတည်ဆုံးခဲ့ရပါတယ်အကိုနေရလုံးကဒီအကြောင်းကိုကြားတာနဲ့စုံစမ်းဖို့အပြည့်အလွှာရောက်လာကြတာပေါ့ဒါပေမဲ့လီမာပါနဲ့တဲ့ခဲမကတော့အပြည့်အလုံးကိုမင်္ဂလိအပေါ်ပြန်ပုံချပြီးအမရောက်ခမပေးတဲ့စာရွက်စာတမ်းတွေကိုပဲလိုက်နာခဲ့တာပါဒီပေါက်ကွဲမှုနဲ့ဘာမှမဆိုင်ဘူးလို့ပြောပါတော့တယ်ဒါပေမဲ့အလုတ်သမားတွေကသူ့မကိုမယုံကြည်ကြပဲဒေါသကြီးနဲ့လူတစ်ယောက်ကသူ့ကိုတုံနဲ့ရိုက်လိုက်တာကြောင့်သူ့မမေ့မျောသွားပါတော့တယ်ဒါပေမဲ့ဒီအဖြစ်အပျက်တွေကြောင့်သူ့မကမိသားစုဝင်တွေရဲ့တနာကျင်နာမှုကိုရရှိသွားပါတော့တယ်ပြီးတော့ရောက်ခမအမေကလည်းမင်္ဂလိကိုစတင်စုပူပါတော့တယ်အိမ်ကနေထွက်သွားရင်လမ်းပြီးရောက်မှာပဲပြန်လာပြီးငိုတဲ့အခါကျရင်တော့ထမင်းတလုံးတောင်ကြွေးမှာမဟုတ်ဘူးလို့ပြောပါတော့တယ်ဒါပေမဲ့သူတို့မတီးတာကတော့ရက်အနေငယ်အတွင်းမှာမင်္ဂလိကသူ့ကိုယ်ပိုင်ကုမ္ပဏီကိုတီးထွင်သွားပြီးဆိုတာပါပဲတစ်ဖက်မှာတော့သူမကိုလစ်ချူခဲ့တဲ့ခင်မောင်ဖြစ်သူကလည်းအိမ်မှာသူ့ဇနီးဘလို့တွေခံစားခဲ့ရတယ်ဆိုတာကိုစတင်နားလည်လာပါတော့တယ်သူကအိမ်အကူကိုမင်းမြန်းကြည့်တော့ဇနီးဖြစ်သူကအိမ်မွေးတရက်စံဒီနဲ့အတူအိပ်ရပြီးကျန်တဲ့အစားအစာတွေကိုပဲစားခဲ့ရတယ်ဆိုတာသိလိုက်ရပါတော့တယ်ဒါကိုကြတော့ခင်မောင်ဖြစ်သူကစိတ်ထွေးခိုက်သွားပြီးအခုတော့သူ့ဇနီးကိုအပြည့်အဝလေးစားမှုနဲ့ပြန်ခေါ်လာမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီနောက်ပါရီဆက်စစ်လေးသိချင်ရင်တော့ဒီဗီဒီယိုလေးကို like လုပ်ခဲ့ကြပါဦး